ဘန်းမောက်မှာဒေသခံနဲ့စစ်ဘေးရှောင်တွေကအသေးစားရွှေလုတ်ကွက်လုတ်ခွင့်ရဖို့ NUG ကိုဆန္ဒပြတောင်းဆိုပါတယ်။လုတ်ခွင့်ရကုမ္ပဏီတွေကအစုစားချပိုင်ခွင့်မရှိလို့ပိတ်ပင်ထားတာဖြစ်ပြီးဒေသခံတွေကိုအလစားလုတ်ကွက်စုပေါင်းရှောက်ခွင့်ပြုထားတယ်လို့ NUG ကပြောပါတယ်။ဘန်းမောက်မြို့နယ်မှာအသေးစားရွှေလုတ်ကွက်တွေလုတ်ခွင့်ရဖို့ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေကဖေဖော်ဝါရီ9ရက်နေ့ကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုတယံဇာတအထူးအဖွဲ့ရဲ့ပိတ်ပင်ကန့်သတ်မှုတွေကြောင့်ဆိုပြီးရွှေလုတ်ကွက်တွေလုတ်ခွင့်ရဖို့ဘန်းမောက်မြို့နယ်တောင်ဘက်ချမ်းမှာဖေဖော်ဝါရီ9ရက်က10နဲ့ချီတဲ့ဒေသခံပြည်သူတွေဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ဒေသခံတချို့ကပြောပါတယ်။ကုမ္ပဏီတစ်ခုကိုဧက220ပါမစ်ပြောင်းပေးလိုက်တော့အစုစား၄ပေချင်းတပိုင်းတနိုင်လုတ်ကွက်အကုန်လုံးနေရာပြောက်သွားတာလက်လုံလက်စားတွေလုတ်ဖို့အတွက်ရွှေလုတ်ကွက်ခြံထားတာကတော့မရှိသလောက်လို့ဘန်းမောက်ဒေသခံတဦးကပြောပါတယ်။အသေးစားရွှေလုတ်ကွက်များလုတ်ကွက်ခွင့်ရရှိရေးဒေသခံနဲ့စစ်ဘေးရှောင်900ကျော်ကမိသားစုစောင့်ဝတ်နေရေးအတွက်လွတ်လပ်စွာလုတ်ကွက်ရရှိရေးဆန္ဒဖော်ထုတ်မှုကရည်ရွယ်တယ်လို့အသိပေးပါတယ်။လက်လုံလက်စားပြည်သူတွေရွှေတူးဖော်ခွင့်ရရှိရေးပိတ်ပင်ထားသောလုတ်ကွက်တွေပြန်လည်ဖွင့်ပေးရေးဒေသခံနဲ့စစ်ဘေးသင့်ပြည်သူတွေအတွက်ရွှေတူးဖော်မှုဝါဒချမှတ်ပေးရေးနဲ့ဒေသပြည်သူတွေကိုသက်ဆိုင်ရာဌာနတာဝန်ရှိသူတွေနဲ့ညှိနှိုင်းပေးဖို့တောင်းဆိုဆော်ဩမှုမှာပါဝင်နေပါတယ်။ဒါအပြင်NUG အမျိုးသားညီညွတ်ရေးအစိုးရတို့အစိုးရဆိုပြီးကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ပါမစ်ပြောင်းပြီးကုမ္ပဏီကိုလုတ်ပိုင်ခွင့်ပေးလိုက်တော့လက်လုံလက်စားနေရာတွေပျောက်သွားတယ်လို့ဖြစ်စဉ်ကိုသိရှိသူကပြောပါတယ်။ဒါကြောင့် NUG အစိုးရရဲ့ညှိနှိုင်းမှုတွေအစောတလင်လိုအပ်ပြီးဒေသတွင်းပြည်သူတွေရဲ့ရည်တည်ရေးကိုစာနာပေးဖို့လဲသူကတိုက်တွန်းပါတယ်။အစိုးရမူဝါဒအရတရားဝင်လုပ်ငန်းလုပ်ပိုင်ခွင့်ပေးထားတဲ့ကုမ္ပဏီတွေအနေနဲ့ပြန်ပြီးအစုစားချပိုင်ခွင့်မရှိပါဘူး။ဒီလိုလုပ်ပိုင်ခွင့်မရှိပဲအစုစားပြန်ချပေးထားတာတွေလုပ်တာကြောင့်ပေးလိုက်ရတာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့လက်လုံလက်စားလေးပေပတ်လက်ချင်းလုံနေသူတွေစုပြီးအများပိုင်အလစားလုပ်ကွက်ပေါင်းလျှောက်နိုင်ဖို့ခွင့်ပြုထားတာရှိပါတယ်။အဲဒီလိုလျှောက်ထားကြသူတွေလည်းရှိပါတယ်လို့NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ဇွန်လကလည်းဘန်းမောက်မြို့နယ်ကပြည်ထောင်စုအထူးတယံဇာတအဖွဲ့ရဲ့အလွဲသုံးစားမှုနဲ့ပတ်သက်လို့NUG ကာကွယ်ဝန်ကြီးဌာန MOD ကဖမ်းဆီးထိန်းသိမ်းအရေးယူခဲ့တာရှိပါတယ်။အဲဒီဖြစ်စဉ်မှာရွှေချောင်းတချို့နဲ့ငွေကျပ်3,600ကျော်သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရှိရပါတယ်။လက်တလောဆန္ဒထုတ်ဖော်ခဲ့တဲ့ဘန်းမောက်မြို့နယ်တောင်ဘက်ချမ်းမှာရွှေလုတ်ကွက်10ခုကျော်ရှိတယ်လို့လည်းသိရှိရပါတယ်။စကိုင်းတိုင်းအထက်ပိုင်းကဘန်းမောက်မြို့နယ်ရဲ့မြောက်ပိုင်းအနောက်ပိုင်းနဲ့တောင်ပိုင်းမှာရွှေလုတ်ကွက်တွေရှိပြီးရွှေအများစုထွက်ရှိတဲ့အနောက်ဘက်ချမ်းကိုစစ်တပ်လက်အောက်ခံရှမ်းတီတပ် SNA ကထိန်းချုပ်ထားပြီးမြောက်ပိုင်းနဲ့တောင်ပိုင်းကိုတော်လှန်ရေးအင်အားစုတွေကစိုးမိုးထားတာဖြစ်ပါတယ်။ဘန်းမောက်မြို့ကိုကာကွယ်ရေးတပ်ဖွဲ့တွေက9လခန့်ကြာထိန်းချုပ်နိုင်ခဲ့ပေမဲ့စစ်တပ်နဲ့ရှမ်းတီတပ် SNA ရဲ့ထိုးစစ်ကြောင့်ဖေဖော်ဝါရီ10ရက်ကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကပြောထားပါတယ်။